အဲ့တော့ဒုတိယပိုင်းပြန်ကြည့်မယ်ဒုတိယပိုင်းမှာထုံးစံတိုင်းဆက်တော့ဟာလားစကားပြောလေ့ကျင့်မယ်เนาะဒီဟာကတော့ဆက်တော့နောက်တစ်ပိုင်းမှာဆက်သွားမယ်ပေါ့เนาะโอเคအဲ့တော့ဒီနေ့မှာရန်တိုက်ပေးမှာရန်တိုက်ပေးမှာဆိုတာနှစ်ယောက်တစ်တွေ့စီဒေဝါလောက်ခိုင်းမှာเนาะအခုတရားတိုက်ပြီးတော့မတိကြဘူးဟောအဲ့တော့ဒီလိုမျိုးစကားပြောတာကနေကိုမကိုရီးယားရောက်နေတဲ့လူဆိုလို့ရှိရင်နေရာနီးလို့ရှိရင်မိုက်ဆွေဖွေးလို့ရတယ်မိုက်ဆွေဖွေးတယ်ဆိုတာကဒီလူကောင်းတယ်မကောင်းတယ်ကိုအရင်ဆုံးတွေ့ကြည့်တာကောင်းရင်ဆက်သွားပေါ့ကွာမကောင်းရင်တခါတည်းခွာပြေးပေါ့ခွာပြေးဆိုတာကတော့ခွာပြေးပေါ့နော်โอเคအဲ့တော့နှစ်ယောက်တွေ့စီဒေဝါလောက်မယ်ဒေဝါလောက်တဲ့အခါဆိုတော့ဘယ်လိုလောက်ကမလဲဆိုလို့ရှိရင်ဆရာတော်အန္တာဘူးတော့တွားပြီးတော့ဖြစ်နေလို့မရဥပမာစိုးအောင်မျိုးနဲ့နော်အောင်သူဟိတ်နဲ့ဒေဝါလောက်ပြီဆိုလို့ရှိရင်စိုးအောင်မျိုးကတောက်လျှောက်မေးတယ်အောင်သူဟိတ်ကတောက်လျှောက်ဖြေတယ်ချီပြီးတော့ဘာမှပြန်မေးဘူးအဲ့ဆိုဒေဝါမဟုတ်ဒေဝါဆိုတာက밥 먹었어요? 아, 네, 먹었어요. 너도 먹었어요? 친구도 먹었어요?အဲ့လိုမျိုးတူညီတဲ့မေးခွန်းကိုအပြန်အလှန်မေးမယ်ဟုတ်ပြီလားတူညီတဲ့မေးခွန်းကိုအပြန်အလှန်မေးပြီးတော့သွားမယ်ပြီးတော့ဒီနေရာမှာအလွေဆုံးပါကိုပဲစဉ်းစားပြီးတော့အရင်ဆုံးပြောမယ်တဘာဝကြဖို့အတွက်လေ့ကျင့်တာဖြစ်တဲ့တရားကရမနော်โอเคအဲ့တော့အရင်ဆုံးအောင်တူဟိန်းနဲ့ဆိုတော့စောအောင်မျိုးနဲ့လေ့ကျင့်မယ်နော်အဲ့တော့인사하고 시작해 보세요 간단한 거 예. 안녕하세요. 박대희 안녕하세요. 씨. 안녕하세요. 네, 성우묘 씨. 저녁 먹었어요? 네, 저녁 먹었어요. 뭐 저녁, 먹었어요? 저녁 밥국 먹었어요. 혼자만 먹었어요? 아, 아니요. 직장, 종료 직장 동료하고 같이 음, 어, 먹었어요. 네. 성우묘 씨도 저녁 먹었어요. 먹었어요. 뭐 먹었어요? 아, 돼지고기하고 밥 먹었어요. 어, 누구하고 먹었어요? 혼자만 먹었어요. 잠깐 먹었어요. 네. 어, 음식을 직접 만들어요. 가끔 직접 만들었어요. 친구 같이 먹어서 친구 같이 먹으니까 아, 제가 제가 만들면 친구가 없어. 어, 차례 뭐, 만들었어요. အဲ့ဒီဟာကိုဆရာတော့ဘယ်လိုပြောလဲဆိုလို့ရှိရင် 돌려서 하다 နော် 돌려서 하다 နော်တယောက်တစ်နှစ်လောက်တာဒီပတ်မှာငါလောက်တယ်ဆိုရင်နောက်တစ်ပတ်မင်းလောက်အဲ့ဒီဟာကအဲ့ဒီတာဝန်ကလေပတ်နေရမလား 돌려서 하다 바보 우리가 돌려서 해요 ဆိုလို့ရှိရင်ဆရာတော်ကသမင်းကိုတယောက်တစ်လေးချက်တယ်အဲ့လိုပြော네 계속 졸려서 돌리다 돌려서 하는 거တယောက်တစ်လေးလောက်တဲ့အရာမူလကိရိယာက 뒤에 돌려서. 돌려서 하다 ဒါမူလကိရိယာ 네. တယောက်တစ်လေးလောက်တယ်မင်းပြီးရင်ငါအဲ့လိုပြောတော့ဘောတော့ကွာအဲ့ဆိုလို့ရှိရင် 돌려서 하다 네 계속하세요 돌려서 네, 돌려서 했어요. 좋아요. 네, 친구 공장에서 미얀마 몇 명 있어요? 미얀마 모두 5명 있어요. 5명. 그래서, 5명. 기숙사에 다 모으면 싸요? 네, 기숙사에 공장 기숙사에만 살아요. 어, 다른 사람, 한국 사람, 방글라 사람, 크르기스탄 사람 밖에 살아요. 우리 어, 미얀마 사람들이만 공장 기숙사에 살아요. 공장에 일하는 것이 어려워요. 네, 조금 어려워요. 제조업, 음, 우리 공장은 제조업지만, 공사장처럼 예 일해야 해요. 어, 그래서 힘들어요, 어려워요, 더러워요. 그렇죠 어,
네, 네. 네, 음, 오시고 만들려고 시장에 직접 가요? 오케이. 시장에 직접 가요. 우리 근처에서 시장 많이 있어요. 홈플랫 마트 있어요. 그리고 과자 시장 있어요. 홈플랫 마트에서 고기가 아, 비싸요. 그래서 과자 시장에서 고기가 자, 싸요. 그래서 과자 시장에서 가요. 직접 직접 가요? 기숙사에서 저 그것까지 멀어요, 가까워요? 가까워요. 홈플레투에서 가까워요. 가자 시장에서 10분 정도 멀어요. 10분 아니면 30분 정도 멀어요. 그렇지만 가자 시장에서 싸서 제가 자전거 타고 가요. 자전거 타고 가요. 네. 그런데 지금 어, 어디 어디에서 살아요? 어디 도시요? 인천에서 살아요. 이거 인천 회사에서 기숙사 아니에요. 다른 아파트에서 살아요. 알아요. 네. 직접 기숙사 비 내야 돼. 네, 이렇게 살아요. 네. 네, 네, 물어봐요. 답이야. 계속 물어봐요. 어, 우리 주말에 아, 주말에 어디에 가요? 어, 아니면 쉬어요? 아, 음, 쉬노 가끔 쉬어요. 가끔 밖에 나가요. 어, 수원에 가요. 안 되면 서울에 가요. 그래요. 좋아요. 네. 제가 인천에서 서울에 가까워요. 가까워요. 그렇지만 서울에 가끔 가요. 주말에 제가 부평에 가요. 부평에서 미얀마 시장에 많이 있어요. 그래서 친구들이 만나요. 친구들이 만나면 어, 우리 공장에 우리 공장에 얘기했어요. 얘기했어요. 어, 부평에서 미얀마 사람 많이 있어서 제가 몰라면 미얀마 친구한테 물어봤어요. 그리고 부평역 안에 아, 한두 번 가게. 가게가 많이 있어서 제가 몰라면 물어봐요. 그래서 괜찮아요. 수 있어요. 네. 저도 부평을 좋아해요. 하지만 한 번만 가봤어요. 아, 부평은 친구가 화성 사요? 네, 아니요? 화성에 사요. 화성 부평에서 멀어요. 멀어요. 부평에, 화성에서 부평까지 잠시 가고 정도. 싶은데, 화성에서 수원까지 버스를 타고, 수원에서 부평까지 지하철도 타야 해요.
그래서 30 정도로 걸어요. 시간이 많이 걸려요. 알았다. 네. 네, 제가 화성에서 한 번만 갔어요. 제가 친구가 화성에 있어서 제가 친구 집에 가면서 화성 한 번도 도착했어요. 화성에서 미얀마 사람 많이 화성에서도 미얀마 사람 많이 있어요. 화성 안에 바랄라고 하는 곳이 있어요. 네, 구글에서 들었어요. 구글에서 미얀마 시장, 미얀마 가게, 미얀마 사람 많이 있어요. 그래서 주말마다 바나나 가요. 쇼핑해요. 가고 미얀마 음식을 사 먹어요. 네,မြန်မာ 네, 수고했어요. 잘했어요. 네, 이대로 수고했습니다. 연습하면 진짜로 둘 다 지나면 진짜 잘할 수 있거든요. 이대로 계속 연습할 수 있으면. 오케이.အဲ့တော့ဒီထက်မှာဆိုတော့ပြောထားတဲ့ထက်မှာဆိုတော့လိုအပ်တယ်ဆိုတဲ့ဆိုတော့ပိုကောင်းအောင်တဲ့ဆိုတော့စကလုံးတစ်တပြင်မဲ့혼자 밥 먹다 ဆိုလို့ရှိရင်ကိုရီးယားတွေက혼밥 하다 တယောက်တည်းထမင်းစားတယ်တယောက်တည်းအရက်တောက်တယ်혼술하다နော်အဲ့လိုမျိုးသုံးတယ်혼밥 했어 ဆိုလို့ရှိရင်ဆိုတော့တယောက်တည်းထမင်းစားရလား 혼술했어 ဆိုလို့ရှိရင်တယောက်တည်းအရက်တောက်တာလားနောက်တစ်ခါခုနပြောခဲ့ခေါ်하다가တယောက်တည်းလောက်တာနောက်တစ်ခါ모아서 살다 ဆိုလို့ရှိရင်အကုန်လုံးစုဖွေးပြီးတော့နေတာနော်စုဖွေးပြီးတော့နေတာပြီးတော့ခဏထွက်လာတဲ့စကားတစ်ခုကပါလဲဆိုလို့ရှိရင်ခါတာဝတာဣတာဝတာရဲ့နောက်မှာအေးပဲလိုက်ရမယ်အေးဆိုလုံးဝလိုက်လို့မရအေးဆိုလိုက်လို့မရဘူးဆိုတော့ကြမယ်နော်အဲ့တော့သိမလားဩဒီရဲ့ခါတာနော်ဩဒီရဲ့ဣတာဩဒီရဲ့ဆိုဣတာမရှိဘူးဩဒီရဲ့ဆိုခါတာမရှိဘူးရမယ်နော်အဲ့ဒါလေးကြည့်ဆိုင်မယ်နောက်ကဒီတန်ကိုဆရာတော်ကနားတယ်ဆိုလို့ရှိရင်ဘာတန်ထွက်မလဲဖတ်ကြအောင် 쉬워요. နော်ရွှီအောယော 쉬워요. နော်လွေတယ်ဆိုလို့ရှိရင်ရွှီ 쉬워요. အောယောနော်အဲ့ဒီအတန်ကမသေးခွဲဘူးဖြစ်နေတယ်နော်အဲ့တော့တစ်ဖက်လူကဟက်ကလီတာဆိုတာနားလေမှုလွဲနိုင်တယ်ပေါ့နော်မှားပြီးတော့ထန်သွားနိုင်အဲ့တော့ရွှေယောအဲ့ဒီဟာကိုဆရာတော်ကဒီအိုးလေးဖြုတ်ပြီးတော့မသိမတာလေးပြောချင်ပြောလို့ရတယ်ရွှေယော 쉬워요. 쉬어요. 쉬어요. 너 쉬워요. 대사봐. 그래서 그 수도라는 거 너. 아래 때문에 나로가 세고 고라인 도와달라 소로시에 너 시장에 직접 가요. 알로면 뼈변에 장우보다 장우보다 세외다. 세마 허디허여리에 땅아리 외다고 장우보다 장가 시장 안에 나라. 너 장우보다 아이로 장 보는 거 직접 해요. 알로면 매매너 장 보는 거 직접 해요. 너 세외라고 고라인 외라라. 너 나로가 세로가 아쿠나 ပူဖြောက်သွားတယ်ဆိုလို့ရှိရင်ဘေဟာပြီးရင်ဘာစီရမယ်ဘေဟာပြီးရင်ဘာစီရမယ်အဲ့လိုပြောတဲ့အခါမှာအဲ့လိုမျိုးပြောတာလေဒီဂါလာထာတာကိုပြောင်းစီတယ်ဆိုတာလေးကိုထေတုံရပို့ကောင်းတယ်နော်ပြောလို့တော့ရတယ်အဲ့တော့ဂါလတာကဆရာတော့ change replace လုပ်တာအစားထိုးတာပေါ့နော် replace လုပ်တာအဲ့တော့ဂါလာအစ်တာဆိုလို့ရှိရင်ဘာဖြစ်သွားမလဲအစ်တာဝတ်ဆက်ဒီဆိုတော့ 영በ디. လေးတာအဝတ်လေးတာ ဝစားလေး โอเคလေးတာအဲ့တော့ဂါလာရှင်းတာဆိုလို့ရှိရင် ဖနက်စီတီချီဝတ်ဒီမလားအဲ့ဆိုလို့ရှိရင်ခါလာရှင်းတာဆိုလို့ရှိရင်လေ ကျောင်းစီလဲစီလဲဝတ် လေစီတာโอเคအဲ့အတိချရပြီโอเคနော်โอเคစုဝက်ဆောချာရဆောကိုတောင်းမယ်တက်ပိုင်ဟာကိုအေးလအောင်ရေး보세요အေးလအောင်ရှိရင်카메라 켜도 돼요 살짝 조금 대화하는 거 얼굴을 보면서 하는 게 좋아서 조금만 대화하는 동안에만 얼굴 보여줘요. 시작해 보세요. 안녕하세요. 인사하고. 안녕하세요. 열리양 씨. 네, 드디어하고 여기 하고 한국에는 제 이름이 있어요. 된 라고 얘기하면 돼요.
저 이름이요? 링이라고 네. 불러줬어요. 지금 뭐 하고 있어요? 제가요? 지금은 일단 뭐片 지금 뭐 하고 있어요? 내가 다시 해볼게. 지금 해줄게요. 지금 대화하고 있어요. 수업 받고 있어. 네. 수업 받고 있어요. 수업하고 있어요. 네. 네, 저녁에 먹었어요? 네, 먹었어요. 네, 어떤 엘리안, 먹었어요? 뭐 먹었어요? 돼지고기는 먹었어요. 네. 엘리안 씨는 저녁 먹었어요. 네, 제가 먹었어요. 엘리안 씨 나이가 어떻게 되세요? 제가 나이 7살이에요. 몇 살? 27살이에요. 27살. 네, 여자친구가 있어요, 지금. 여자친구가 네, 있어요. 예뻐요? 네, 안 예뻐요. 한국에 도착하는지 어떻게, 얼마나 돼요? 제가 한국에는 3년쯤 됐어요. 어, 네, 언행도 나이가 한국말이 몇 살? 잘해요. 네, 자, 친구도 나이가 얼마예요? 몇 살? 나이가 얼마나 됐어요? 어떻게 제 나이는 25살이에요. 25살? 맞아요? 아니요. 30. 5살. 죄송합니다. 괜찮아요, 괜찮아요. 3살이에요? 네, 35살이에요. 아, 그러면은 형, 그렇죠. 영이죠. 맞아요. 나는 비스트사에 혼자 살아요? 와이프가 같이 살아요. 와이프도 한국에 있어요? 아니요, 태국에 있어요. 외국인이에요? 지금. 어느 나라예요? 태국. 태국. 태국, 태국 태국에 나라예요. 있어요? 네. 네, 알았어요. 그러면 한국 배우고 한국 나라로 일하고 싶어요? 한국 나라에 와서 네네. 여기, 시작 콜렘으로 가요. 콜링, 이 한국어로 뭐라고 해요? 콜링 기다리고 있어요. 그냥 하면 돼. 네네. 기다리고 있어요. 네. 네. 한국에 도착하면은 저한테 연락하고 만나도 돼요. 엘리안 씨 이해하는데, 이해하다가 힘들어요? 이해 안 나는데? 제가요? 처음에는 조금 힘들었는데 지금은 괜찮습니다. 어, 하다가 많이 없어요. 제가 그냥 완전 계속 잘라만 한개 두 개만 있어서 제가 안 힘들어요. 처음에는 힘들어요. 월급은 얼마나 나와서? 얘만 돈으로요? 네네. 한국 한국 돈으로 270, 300 나와요. 300만 원. 270만 원, 300만 원 좀 나와요. 얘만 돈으로 계산하면은 150, 네. 150만 원. 부모님한테 얼마나 얼마나, 보내세요? 보내다. 얼마나 부모님한테는 네, 보내요. 돼요? 보내세 제가 한 달에
50만 짝 보내요. 500만 짜 아니고 500만 맞아요. 500만 짝. 500만 짝. 뭐야? 일리언 씨가 한국에 몇 년 동안 일하고 싶어요. 네? 한국에 이런 몇 년 동안 일하고 싶어요. 계속 일하고 싶어요. 그런데 아줌마 집에 아줌마 만나야 돼요. 아줌마 아줌마는 많아요. 데려가세요. 평생 한국에 살 수 있잖아요. 아줌마 한 명, 예, 데리고 살아요. 짱타 제 기숙사 우리 회사에서 짱타까지 가까워요. 택시로 가면은 30분 좀, 30분 좀. 네, 가까워요. 짱타에서도 미얀마 식당이 있어요. 미얀마 우리 주말에는 짱타에 가서 미얀마 집 먹고 다른 우리 필요한 것도 사야 돼. 없으면은 우리 기숙사에 노무하고 계속 쉬어요. 요리하, 요리하는 직접 하세요. 네, 요리하면 제가 그냥 약간 하면 요리하고 주간 할 때 요리 안 해요. 우리 기숙사에서 주간 하면은 회사에서 주는 두, 회사에서 밥을 두 줘요. 번, 네, 낮에 두 번. 야간 나면 안 줘요. 약간 하면은 줘요. 약간 하면은 한 번만요. 11시 한 번만요. 몇 번 먹어요? 야간에? 야간 나면 약간은 제가 두 번요. 저녁 일어나고 한 번 먹고 11시에 한 번 먹고 아침에 배고프면 우리 회사 기숙사 안에 라면가 있으니까 라면 가지고 먹어도 돼요. 네, 불러봐요. 답반씩. 기숙사에 미얀마 친구 있어요. 대만 친구가 7명 있어요. 이거요. 사이가 좋아요. 네? 미얀마 친구랑 사이가 좋아요. 좋아요. 저, 네. 다른 사람도 많아요. 카모리아도 있고 태국 사람도 있어요. 네, 불러봐요. 일리언 씨가 술 좋아요. 네? 술 좋아. 술, 네, 안 좋아해요. 술을 안 먹어요. 내가 대신 다 술 안 줄게. 먹어요. 예, 계속 불러봐요. 술 먹어요. 술 먹어요. 계속 안 먹어요. 우리 회사에 좀, 술 먹고 일하면은 사장님이 안 좋아서 이술 먹고 일 안 해요. 그냥 우리 주말에만 술 먹어요. 주말에는 어디에 가요? 그냥 기숙사에 쉬어요. 네. 보통 기숙사에 쉬어요. 음, 친구들 만나고 있으면 밖에 나가서 만나요. 가끔 친구가 우리 기숙사에 와요. 일리언 씨가 게이머 하세요. 게이머. 네. 김원요? 네. 무슨 게이머 좋아해요? 네? 게이머, 네. 게임. 게임. 게임, 모바일 리전. 음, 모바일 리전 하나만 해요. 다른 거 없어요.
아니, 미얀마 음식에 어떤 고기도 많이 좋아요? 고기, 고기. 어떤 고기, 고기가 좋아요? 무슨 고기를 어, 좋아해요? 어제 소고기, 닭고기, 생선 모두 좋아요. 다 좋아. 다 좋아요? 다 좋아요. 같이 좀 참 다 좋아요. 좋아요. 제가 소고기 안 먹어요. 다른 거 다 먹어요. 고기 왜 안 먹어요? 채소. 소고기? 우리 제가 안 좋아서 안 먹어요. 고기 안 먹어요? 고기 아니에요. 소고기 아, 안 먹어요. 아, 고기 먹어요. 고기 제가 돼지고기 좋아요. 그런데 요리하는 거 잘 몰라요. 예, 잘했어요. 야비. 수고했어요. 예, 이거는 대화보다 인터뷰 같은 걸로 하는 거죠. 뭐, 얘는 그냥 계속 답하고, 때빠이 그냥 계속 물어보고, 그래도 좋아요. 예, 입에서 한국말 나오면 돼요. 괜찮아요. 네. 그래서 서로 디마 니니네 달리고 비행비거나 아고서 여러분 말하는 수업 받다 나오네. 말하는 수업 받다. 받다. 수업 수업 받다. 받다ဆိုလို့ရှိရင်လက်ခံဒီမလားအဲ့လက်ခံဒီမှာจิตတာနားထောင်ဒီအစားထည့်သုံးလေးရတယ်နော်အဲ့တော့အဲ့ဒီဟာကကျွန်တော်ကတန်တဲ့အကြောင်းကို line ကစီးပြီးသွားပြီးတော့တက်တာမဟုတ်တန်တဲ့အဲ့လိုမျိုးတန်တဲ့တက်တယ်ဆိုလို့ရှိရင်수업 받다ကိုမသုံးဘူးဗါလေဟာကွန်ဌာနီတာ 다니죠. ဟာကွန်ဌာနီတာ 건강다니다. 그런데 수업နဲ့ဌာနီတာနဲ့တွဲသုံးလို့လုံးဝမရဘူးဟာကွန်နဲ့ဘတ်တာနဲ့လုံးဝတွဲလို့မရဘူးသူတို့အတွဲလိုက်ပဲသုံးမယ်နော်โอเค수업 받다 수업 듣다လေရှာလက်ခံနေတဲ့အချိန်ချင်းเนาะအတန်းတက်နေတဲ့အချိန်နဲ့နောက်တစ်ခါအခုတို့လိုဘာလုပ်နေလဲကိုရီးယားတန်တန်းတက်နေတယ်ဆိုလို့ရှိရင်တော့한국어 학원에 다녀요 한국어 학원 다녀요 야면은 학원 다녀요 다니다 동네နောက်တစ်ခါကျတော့ဒီမှာဟာလာကိုရီးယားရောက်တဲ့ဘလောက်ကြာပြီလဲမေးချင်တယ်ဆိုလို့ရှိရင်ဆိုတော့အုံနာချီပတ်တန်ကိုသုံးပေးရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုရီးယားကိုမရောက်သေးတဲ့လူကကိုရီးယားရောက်နေပြီးသားလူကိုဆရာတော်ကခန်းကြီးနဲ့သုံးပေးရမယ်ကိုရီးယားသွားတာဘလောက်ကြာပြီလဲဒါမှနော်ခန်းကြီးနဲ့သုံးပေးရမယ်အတူတူနှစ်ယောက်လုံးကိုရီးယားမှာရောက်နေတဲ့လူရှင်းဆိုလို့ရှိရင်အုံကြီးနဲ့သုံးပေးမယ်ဒါမှနော်โอเคအဲ့တော့ခုနတက်ပိုင်ရကြထိုင်းမှာရေးလဲအောင်က뭐래 코리아 마스로 시 한국의 간지 얼마나 됐어요? 알려줘. 너? 다음에 에리마고가 간지비피 온지비피 똥라이트 서로 시에 바마 셰시암로 마도아비 소고요 소인시암로 그 패두가 나리래. 오케이. 오케이 너. 그래서 나가 에리 스가도 그 말에 저 나올라메 스가리 마 용지무 뼈도로 시에 셋배 말에. 두리아가 아시아도아비 서로 시에 아마로포 미아도아비 용지무 ပျောက်သွားပြီလေနော်အဲ့ကြောင့်မှားသွားပြီဆိုလို့ရှိရင်လေတစ်ဇက်ကလေးမှာရှက်စရာမလိုကြောက်စရာမလိုညမနော်တစ်ဖက်လူနားမလည်လို့ရှိရင်ပြန်မေးကွာနားမလည်ရင်ပြန်မေးကွာโอเคဒါပဲโอเคနောက်တစ်ခါဘယ်မှာနေလဲဆိုလို့ရှိရင်ထေကုကဲခြာတာရော한국에 살아요 미얀마에 살아요အဲ့ဒီဟာကိုဆရာတို့မြန်မာလူမျိုးတွေကထေကု나라에 살아요 미얀마 나라에 살아요အဲ့လိုပြောလို့ရှိရင်ဒါမဲ့တစ်ဖက်လူနားလေတယ်ဒါမဲ့ grammar အရမှားတယ်나라ကဘယ်အချိန်မှာသုံးမလဲဆိုဘယ်နိုင်ငံမှမသိတဲ့အချိန်တွေမှာပဲ나라ကိုသုံးမယ်어느 나라에서 왔어요 어느 나라 문화예요 어느 나라 음식이에요 어느 나라 사람이에요ဘယ်နိုင်ငံမှမသိတဲ့အခါမှာပဲ나라ပြောမယ်ရမယ်နော်나라ပြောမယ်ပြီးတော့ဘယ်နိုင်ငံသားလဲဆိုလို့ရှိရင်국적ဆိုတာကိုလေသူတို့ပြောလို့ရှိရင်국적 국적ဆိုလို့ရှိရင်ဆရာတော်က알아 어떻게 되세요? 네 뼈래 그쪽이 뭐예요? 알로레 뼈로 야래 다음에 그쪽이 알아 어떻게 되세요? 그쪽 잠깐만 타이핑이 그쪽 너 그쪽이 어떻게 되세요? 나이가 어떻게 되세요? 가족이 어떻게 되세요? 어떻게 되세요? 네 매매 번호 면통 나로 짝고 사로 코리아래 디로묘 뼈래 짝너짝မြန်မာ짝ပြောတာနောက်ကဆိုတော့ကီဒီနော်ကီဒီဆိုတဲ့စာလုံးကြားဘူးတယ်ဟုတ် 일이 신청. 가족끼리 밥 먹어요
မိသားစုအချင်းချင်းသမင်းစားတယ် ချင်း ဆိုတော့လေးပါတယ်လေ ချင်းချင်းပါ ချင်းချင်းဆိုတော့စောက်ကြည့်ပါစေရောအတုံးလေးနည်းနည်းကွာတယ်နော်အဲ့တော့ဆရာတော်အဲ့ဒီနှကလုံးလုံးကအချင်းချင်းပြောတယ်ဆိုတာသိထားမယ်နော်မြန်မာလူမျိုးချင်းချင်းရေမဖြစ်နဲ့ရေမဖြစ်နဲ့ဆိုလို့ရှိရင်မြန်မာစာရမ်ဆိုတော့စောက်ကြည့်ပါစေရောပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီနေရာမှာတဘာဝပို့ကြတာကီရီကပေါ်တယ်မြန်မာစာရမ်ကီရီစောက်ကြည့်ပါစေရောဒုံညိုကီရီစောက်မြောက်အန်တယ်ရောရမယ်နော်한국 사람 끼리 사오면 안 돼요. 비록 끼리끼리 잘 놀고 있네. 라운데 가마도 끼리끼리 잘 놀고 있네. 서로시에 물론 뭐래 코에서 코에네 용소 용래네 어떤 둘에 오케이 아짝 둘에 루레고 교전아 번호 예더마서 예더마 친친 예 샘비네자 끼리끼리 너무 사이가 좋아요. 알로 봉자뇨 끼리끼리고 나가벼래 가리 자라면 나로가 개인고ပြောလိုက်လို့ ရှိရင် ဆရာတို့ကဂိမ်းကကားကြီးနဲ့စပြီးတော့ပြောရမယ်ဂန်းဟလာဆရာတို့ဂန်းငယ်နဲ့လုံးဝမပြောကားကြီးတန်နဲ့ပြောမယ်ဂိမ်းကိုရီးယားတွေကဂိမ်းလို့ပဲပြောတယ်ဂိမ်းလို့တရားမှမပြောဂိမ်းမေရောဂိမ်း잘해요အဲ့လိုပုံစံမျိုးကားကြီးတန်နဲ့ပြောခွေးကိုခေါင်းကိုတောင်းနေရိုက်လို့ရှိရင်ဂိမ်းနဲ့မြည်တဲ့ဂိမ်းโอเคဂိမ်းနဲ့မြည်တဲ့ဂိမ်းလုံးဝမဟုတ်ဂိမ်းကိန်းနေရောအဲ့လိုပြောမယ်နော်အဲ့ဒီအတန်ထွက်လေးပြန်မယ်โอเคဒါဆိုလို့ရှိရင်ဆရာတော်ဒီနေ့ကတော့ဒီလောက်ပဲလေ့ကျင့်မယ်โอเคဒီနေ့မှာဗာမေးစရာရှိမလဲ질문하세요 질문 있으면 ဆရာဟိုအလဲသွားတာဆိုလို့ရှိရင်ဘယ်လိုပြောရလဲမသိတကယ်ချင်းစီအလဲသွားတာ အလေသွားတာ 놀다 ဆိုလို့ရှိရင်ဆရာတော်ရှောက်လေဒီအလုံးမဟုတ်တဲ့အရာတွေကိုလုံနေတဲ့အခါမှာလေ 놀다 ကစားပြီးသုံးတယ်ဟောအဲ့ဒီဟာကိုဆရာတို့ကဥလောpattern နဲ့ချိန်ပြီးတော့ဆရာတို့သုံးတယ်အသက်ပါတယ်ဆိုလို့ရှိရင်ဥလောအသက်ပါလို့ရှိရင်လောအဲ့တော့ဒီနေရာမှာဒါကိုထွက်တယ်တော့ပါကြတယ် dol ကျန်တယ်အသက်တော့တလာတက်ဆိုလို့ရှိရင် grammar အားလုံးမှာဆရာတို့အသက်ပါတဲ့ပုံစံလုံးဝမပေါဘူးအသက်ပါတဲ့ပုံစံအဲ့တော့ dolo ခါရောလေသွားတယ်နော်အလေလာတယ် dolo ဝါရောနော်အလေသွားတယ် dolo ခါရောโอเค လဲပြိုင်ခြင်းပါတယ်ဆိုရင်ရောအဲ့လိုပဲလားဒီ 놀러 가고 싶어요. 미얀마에 놀러 가고 싶어요. 엄마가 보고 싶어요. 까말리들이야서 불러보면 나서요. 여자 친구가 보고 싶어서 놀러 가고 싶어요. 잘했어요. 아우두헤이 아스로시 아메고들이야로 또 아치네서 불러보면. 어머님 보고 싶어서 가고 싶어요. 막 우르고 동네 되면라 에리하로 채로 퍼나 소엄요가 뭐도 해피로 나타나고요. 우르 로아도 아 루디하고 몽네 론네တတိယရေဆိုလို့ရှိရင်အဲ့ဒီရဲ့ဘေးနားမှာအီကာပဲချိန်မယ်နော်မုံနယ်ဆိုလို့ရှိရင်ကိုရီးယားလိုမီဝါရောမီတာနော်ဘာကနေချင်းသွားတယ်မီဝါရောမုံနယ်ဂရစ်တာဂရီဝါရောလွန်းနယ်ရမနော်လွန်းနယ်โอเค보고 싶다တတိယရတယ်လွန်းနယ်လို့လေတစ်ခါတလေသုံးချက်သုံးလို့ရတယ်โอเคဒီစာလုံးနဲ့လာပြီဆိုလို့ရှိရင်အလွန်းခံရတဲ့အမုန်းခံရတဲ့တတိယခံရတဲ့လူရဲ့နာမှာဆရာတို့မြန်မာစာမှာဆိုလို့ရှိရင်ကိုသုံးတယ်ကိုရီးယားမှာအီကာပဲသုံးပေးရမယ်အပက보고 싶어요ဘာလာပြန်တဲ့အခါမှာအဖေကိုတတိယရတယ်엄마가 보고 싶어요နော်အမေကိုတတိယရတယ်우리 사장님이 미워요 이거요. 바로 뜻이고 몽네 우리 사장님이 너무 미워요 너 아니 사장님과 몽나 뭐 사장님고 저로가 몽나 다음에 너 오케이 다음에 치다가도 눈에 배 또아마 디사롱 동롱 마베 디가가 알롱롱게 다음에 너 오케이 비로 밤에 자시면래 수카하라서요. 수카라 야든 맞았어요 알로레동은 야든도 맞다 소로시에 자로가 수카야라 수카하လိမ့်မယ်ဆိုတော့အဲ့ဒါပဲပေါ့နော် 수카야လိုက်မယ်ဆိုလို့ရှိရင်ဘာပက်တန်တော့မလဲ야든 맞다မှာအစုခါ မကျူးကိုရဲ့ရော 맞을 거예요. 솔루션 때 잡아
သေချာပေါ့ဒီဟာကလုံးဝခံရမယ်လို့ပြောတာဒါပေမဲ့ဖြစ်နိုင်ရှည်ပြောတဲ့အခါမှာဆရာတို့မြန်မာလူပြောတယ်အဲ့လိုရှင်အစုခံရလိမ့်မယ်အစုခံရနိုင်တာကိုပြောတာအဲ့ဆိုလို့ရှိရင် 마주수 있어요. ဟုတ်ဆို ဖြစ်နိုင်ခြေကိုပြောတယ်ဆိုလို့ရှိရင်ဥလာဂိုးရီရောနဲ့မပြောနော်โอเคဥလာစုတာနဲ့ပြောတယ်ပြောချင်လေးပြောလိုက်လို့ရတယ်တစ်ဖက်လူနားလေတယ်နော်야든 맞을 수 있어요 야든 맞을 거예요 다 대사 봐အဲ့ကောင်စီကိုဟလာအစုခံရဖို့အချင်းနေများတယ်โอเคအမေစာရှိမလဲ3မိနစ်ကြံသေးတယ်ဂျီမ있어요 또 마주수 있어. 없어요 없어요. 제가 없어요. 예 없으면 오늘 여기까지 오케이မရှိဘူးဆိုရင်ဒီနေ့ 네. အဲ့တော့ဆရာတို့ဒီတက်မှာဆရာကထူးထူးခြားခြားဘာလုပ်ပေးတာရှိလဲဆိုတော့သူများနဲ့မတူအောင်ပေါ့နော်ဆရာတော်စာတကြောင်းဟာလားဆရာတော်တွေးလိုက်ပြီဆိုလို့ရှိရင်လူတိုင်းကတော့အတိုက်ပေသိတယ်ဒါပေမဲ့အသေးစိတ်မသိတဲ့ဟာတွေရှိရပေါ့နော်ပြီးတော့ဆက်ဆက်ပြီးမသိတဲ့ဟာတွေရှိရအဲ့ဒီဟာတွေအကုန်လုံးကိုရှင်းသွားပေးတယ်အဲ့ဒီရှင်းသွားပေးတဲ့ဟာကမင်းတို့နောက်3နှစ်4နှစ်မှာကြာမှသိနိုင်တဲ့အရာတွေဖြစ်တယ်ဒါကြောင့်မို့တန်ဖိုးထားလို့ပြောတာဒီလားဘာလို့ဆိုလို့ရှိရင်ဆရာတော်အိုးနိုးဆိုတဲ့ဘာသာစကားမှာကွန်ရဲရှိတယ်level 3 ထိကိုဆရာတို့ကတစ်ခုနဲ့တစ်ခုမချိတ်ဆက်နိုင်ဘူးတတ်ဒီတိုင်းတက်တာအဲ့တော့ချိတ်ဆက်ပြီးကွန်ရက်ဖြစ်ပြီဆိုလို့ရှိရင်အရင်ကိုအဲ့လူဟာအချိန်ပေးပြီးတော့လေ့ကျင့်ထားတဲ့လူဖြစ်လာတယ်နော်အဲ့လိုမျိုးရှိတယ်အဲ့တော့ခင်ဗျားတို့ level ကကြာအခုဒီလိုမျိုးဖျားထွက်ပြီးတော့ကိုလန်ချောင်းနဲ့ကိုတက်နေရမချိတ်ဆက်နိုင်တဲ့ဘူးပေါ့နော်အဲ့တော့အခုပြောလိုက်တဲ့ဟာတွေကဆက်ဆက်ပြီးတီးမယ်ဆက်ဆက်ပြီးချိတ်ဆက်ပြီးတီးမယ်ဆိုလို့ရှိရင်ကိုရီးယားစာမှာအရင်ကိုတက်လေတီးလေတယ်ဆရာတော့ဒါကြောင့်မလို့အဲ့ဒီဟာတွေကိုဆရာတော့ချပေးတယ်အဲ့ဒီချပေးတဲ့အလျောက်တေချာလေးလေးလာမယ်ဆရာတို့သိတယ်မလားအော်ဒါအရေးကြီးတဲ့ရှေ့ထားတယ်အော်ဒါအရေးကြီးတဲ့ရှေ့ထားတယ် Facebook မှာဝင်ကြည့်လိုက်ရင်ရှေ့တဲ့ပို့တွေတခါမှမကြည့်ဘူးโอเคโอเคဒါပဲ 네, 맞아요. ဒါပေမဲ့ဟိုနေ့ကတော့ဟိုထားလိုက်ပါတော့အရင်နာမည်ကြီးတဲ့စေတီတရား HD ထွက်တဲ့အချိန်မရှိဘူးဘာလို့ထားလဲရှစ်မရှိဘူးအဲ့ချိန်ကကြာဘာလို့လဲ save လုပ်ထားတယ်မဟုတ်လို့ရှိရင် link ကိုယူပြီးတော့ပြန်ပြီးတော့ချထားတယ်အဲ့တော့အချိန်ရတဲ့ခါအေးစစ်သွားပြီးတော့ကြည်တာဒါကြကြည်ဒါပေမဲ့ဘလိုပဲမထဘလိုပဲရှင်းထားကြစ်လိကြည့်တာမရှိဘူးโอเคအဲ့တော့ဘာလောက်ကမလဲဆိုလို့ရှိရင် set control နဲ့ပြန်မောင်းနေရတယ်ဆရာတို့ set control ဒီနေ့မှာတိလိရှိရယ်အဲ့ဒီ set control နဲ့ဘယ်လိုမောင်းနေရလဲဆိုတော့ဒီနေ့ပတ်လိုက်တဲ့ဟာတွေကိုလက်မှာရေးသွားဘာလို့ရှိရင် set ကူလေးမှာရေးသွားအိမ်သာတက်တဲ့ခါမှာဖြစ်နော်နားတဲ့ခါမှာဖြစ်လက်ထောင်ကြည့်ရင်ကြည့် set ကူလေးဖွင့်ကြည့်ဒါဆိုခင်ဗျားတို့အရင်အဆင်ပြေတယ်ဖုန်းမှာသွားမှတ်နဲ့ဖုန်းမှာလုံးဝမကြည့်ဘူးကိုကြည့်ချင်တဲ့ဟာကိုပဲပောက်ခနေရောက်တော့လက်ကလုံးဝအဲ့ဒီပုံမသွားဘူးနော်အဲ့လိုမျိုး control လုပ်ရတယ်โอเคအဲ့တော့오늘 여기까지 수고하고 다음 주에 또 봐요. 네 좋습니다. 네. 네 고맙습니다. 수고하셨습니다 선생님 네,